Hello everyone ချက်ဒီနေ့မှာတော့เนาะအားလုံးကိုဒီရာသီဥတုအကြောင်းပြောတဲ့ခါကျရင်သုံးတဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီလူသုံးမများဘူးဒါပေမဲ့လည်းအသုံးလမ်းဝင်နေပေါ့နော်ဆက်ဆန်းလေးစကားလုံးဆက်ဆန်းလေးတွေပေါ့နော်ဆရာသိမိသားမှာပါအဲ့တော့ကျတော့ပထမဆုံးဒီပုံလေးကြည့်ကြည့်အောင်ပေါ့နော်ဒီပုံလေးမှာဆိုရင်ဒါလေးက sunny rainy cloudy sunny windy စသဖြင့်ပေါ့နော်ဒီလိုရာသီဥတုနဲ့ပတ်သက်တဲ့စကားလုံးတွေရှိရဲဒါပေမဲ့အခုကကြတော့ပေါ့နော်ဒီဘယ်လိုပြောမလဲဆိုရင်ဒီ sound အတီနဲ့ပတ်သက်တဲ့စကားလုံးတွေပဲပေါ့နော်ဒီကလေ့လာတော့မှာပေါ့နော်ဒီမှာဆိုရင်တော့ဒါဒီရာသီဥတုအရာနဲ့ပတ်သက်ပြီးတော့နော်ဒီပုံလေးကိုပြတာတော့ဒီအခုဒီဟာတွေဒီလိုမျိုးအခြေအနေတွေဖော်ပြဖို့အတွက်ဆိုတော့ဘယ်လိုစကားလုံးတွေကိုသုံးမလဲဆိုတာပေါ့နော်တစ်ချက်ကြည့်လိုက်ရအောင်ဒီမှာဆိုရင်ဆက်တော့ပြောတာပါနော်ဒီမှာ winter မှာဒီလိုဆောင်းဒီမှာအေးတာကိုအင်္ဂလိပ်လိုမျိုးဘယ်လိုပြောမလဲဆိုတော့အင်္ဂလိပ်လိုများသွားပြီဆိုတော့ပြောရင်တော့ cold လို့ပါတယ်ပေါ့နော်ဒီလိုမျိုးပဲပြောတယ်ဒါပေမဲ့စကားလုံးဆက်စမ်းလေးနေပေါ့နော်ကိုယ်တိတ်မသုံးလေးတော့မရှိရဲ့စကားလုံးတွေနဲ့ဘယ်လိုပြောမလဲဆိုတော့လေပေါ့နော်ဆရာစပြီးတော့ share ရပါတယ်ပထမဆုံးတစ်လုံးကတော့ဆိုတော့ဒီပေါ့နော် chili ဆိုတဲ့စကားလုံးပေါ့နော် chili ကဆိုတော့မြန်မာလိုဆိုရင်အေးစစ်စစ်နိုင်တော့လို့ပြောတာဒီကောင်ဟို cold နဲ့တူပါပဲဒါပေမဲ့ဒီစကားလုံးလေးကတော့ပို့ပြီးတော့တောင်းတာပို့ပြီးတော့မြင်တာပေါ့နော်ပို့ပြီးတော့လည်းကောင်းပါတယ်အဲ့တော့ဒီ chili ကိုဆိုတော့ဘလို့ချင်းတွေမှာတောင်းလဲဘလို့ဝါကြရင်မှာတောင်းလဲဆိုတော့လေးကိုဆရာတစ်ချက်ပြပြမယ်ဟုတ်ပြီနော်ဒီမှာဆိုရင် it is a chilly day ဆိုပြီးတော့ day ဆိုတဲ့စကားလုံးနဲ့ပေါ့နော်ဆရာတို့တွဲသုံးလို့ရပါတယ်နောက်တစ်ခုကကျတော့ it's a chilly morning တကယ်ကိုအေးစိတ်နေမနက်ခင်းလေးပါလားဆိုပြီးတော့နော်ဆရာတို့အဲ့လိုပြောလိုက်ရ maybe chilly morning လို့မသုံးမဲ့ဆရာတို့ it's a chilly night လို့ပြောင်းသုံးလိုက်ရပါတယ်နောက်တစ်ခုကအခန်းတစ်ခန်းအရန်ကိုအေးနေရဆိုရင်ဆရာတို့က is a chilly room လို့ပြောလိုက်ရတယ်အဲ့လိုမှမဟုတ်ဘူးကိုယ်တိုင်ကအေးရလို့ခံစားတယ်အေးစိတ်နိုင်တယ်ခံစားတယ်ဆိုရင် I feel really chilly ပေါ့နော်ဒီလိုပုံစံလေး chilly ဆိုတဲ့စကားလုံးနဲ့သုံးလို့ရပါတယ်နောက်တစ်ခုကတော့ဆရာတို့ nippy ဆိုတာလည်းချမ်းအောင်ပြောပါအဲ့တော့ it's a bit nippy out today နော်ဒီကောင်ဘယ်လိုသုံးလဲဆိုရင်အပြင်မှာအနည်းငယ်ချမ်းတယ်လို့ပြောတာပေါ့နော် it's a bit nippy ဆိုတော့ it's a nippy day ဆိုပြီးရှေ့ကပုံစံမျိုးတွေနဲ့လည်းသုံးလို့ရပါတယ် okay ဆိုတော့နောက်တစ်ခုသွားကြအောင်နောက်တစ်ခုကတော့ဆရာတို့ freezing okay freezing ကတော့အလွန်အေးတာကိုပြောတာပါ it's freezing in our country ဆိုရင်တော်တော်ကြီးပေါ့နော်ပတ်ဝန်းကျင်ကခဲနေလောက်ထိပေါ့နော်နှင်းနေကြပြီးခဲနေလောက်ဆိုရင် freezing မှာဖြစ်အဲ့လိုမဟုတ်လဲ my hands are freezing ငါလက်တွေကအေးစံနေရပဲလို့ပြောချင်တယ် my hands are freezing လို့ပြောလို့ရပါတယ်နောက်တစ်ခုကဆိုတော့ဒီ frigid ပေါ့နော်ဒီစကားလုံးကတော့ဘယ်နဲ့လာလဲဆိုဒီ refrigerator ဆိုတဲ့စကားလုံးနဲ့ပေါ့နော်ဆင်တယ်ပေါ့နော် frigid ဆိုအလွန်အေးအောင်ပြောချင်တာပါအလွန်အေးရပါတော့ဒီကောင်လေးရှိရ freezing နဲ့ဆင်ပါတယ်အဲ့တော့ a frigid climate ဆိုရင်အလွန်အေးတော့ဥတုရာသီ a frigid morning ဆိုရင်လည်းအလွန်အေးတဲ့မနက်ခင်းဆိုပြီးဆရာတို့ရှိရချီလိုမျိုးပေါ့နော်သုံးနေရပါတယ်နောက်တစ်ခုကတော့ဆိုတော့ဒီ bone chilly ဆိုအယိုးတဲ့အသားတွေစုခိုက်နေအောင်အေးရမျိုးဆိုပြီးဆရာတို့မြန်မာလိုပြောတာရှိရလေအဲ့ဒီခါကျတော့ဒီစကားလုံးကိုသုံးလိုက်ရတယ် bone chilly ဥပမာတဝင်းဝတ်ဆို bone chilly ဆိုရင်လေကအရန်ကိုနော်ဒီနေ့ကိုခက်ခိုက်တုံအောင်အယိုးတဲ့စိတ်နေအောင်အေးရမျိုးဆိုရင် the wind was bone chilly တောင်းလို့ဆရာတို့ noun phrase နဲ့ဘယ်လိုသုံးလို့ရလဲဆိုရင် a bone chilly winter morning ပေါ့နော်အလွန်အေးတယ်စောင်းဒီမနက်ခင်းတစ်ခုဆိုပြီးဆရာတို့ပြောလို့ရပါတယ်ကဲဒါကတော့ဆရာတို့ဒီပေါ့နော်ရာသီဥတုအေးရတဲ့ပတ်သက်ပြီးတော့သုံးလို့ကောင်းမဲ့ထင်တဲ့စကားလုံးလေးဆရာရှင်းပြပါပါနောက်ဗီဒီယိုကြရင်လည်းဆရာတို့ဆက်ကြည့်ပါမယ်ဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပေးသွားကြပါဦး